အားလုံးပဲမင်္ဂလာပါဒီနေ့ဒီကနန်းရှစ်ပေါ့နော်ကနန်းရှစ်ကိုကျွန်တော်ဘက်ကလက်လဲပြမယ်စိုင်သွားစရာမလိုဘူးပေါ့နော်ဒါဘယ်လိုလဲမလဲဆိုတာကိုအဆုံးထိကြည့်မယ်ဗီဒီယိုလေးကလည်းပုံမှန်တိုင်းလေးပဲမကြောက်ဘူးပေါ့နော်5-10မိနစ်ပဲကျွန်တော်ဒီကောင်လဲဖို့ဆိုရင်ပစ္စည်းပါရှိရမလဲဆိုရင်ကျွန်တော်ဘက်ကပထမဆုံးနေဒီမှာဘက်ကလက်ဖောက်တယ်ပေါ့နော်ဒါဘက်ကလက်ဖောက်တယ်လို့ခေါ်တယ်ကျွန်တော်ဒီကောင်ရှိမဒီကောင်ဈေးမရှိပါဘူးဒီကောင်ဈေးမရှိဘူးထောင်ဝန်ထမ်းဝင်းကျင်ပဲရှိရပေါ့ကောင်းတာဆိုရင်တော့1000ကျော်တယ်ဒါကျွန်တော်တော့ဒီ budget တက်နိုင်အောင်လို့ပေါ့နော် budget ဒီကောင်လေးပဲဝယ်ထားတယ်ဒါဘက်လက်ဖောက်ဘက်လက်ထောက်တဲ့ပြည်တယ်ထိုးထားလို့ခေါ်တယ်ပေါ့နော်ဒီထိုးထားဈေးသိမ့်မရှိဘူးထိုးထားလည်းဈေးသိမ့်မရှိဘူးပေါ့နော်အဲ့တော့ဒီပစ္စည်းနှစ်ခုနဲ့ဒီနေ့လောက်ပြမှာဖြစ်ပါတယ်โอเคအဲ့ဆိုရင်စလိုက်ကြအောင်ကျွန်တော်တို့ဘယ်လိုခွဲမလဲပေါ့ဒါဆိုတော့ခွဲရတော့ဒီမှာကွဲနေရပေါ့နော်ဒီမှာဆိုတော့ကွဲနေတယ်ကွဲနေတဲ့အတွက်ကြောင့်မို့ဒီကောင်လေးကိုလဲမယ်ပေါ့နော်ကွဲသွားပြီနော်တွေ့လားအားလုံးနေစားရတယ်ဒါပေမဲ့အောက်ကနေပြီးတော့တစ်ခုခုပေါ့နော်အပြော်လေးတော့ခံထားမှာရတစ်ခုခုပြောရလေးပေါ့နော်အဲ့တော့ကျွန်တော်တို့နေရာနဲ့ကိုဒီလိုပဲလိုက်ပြီးတော့ခွဲမှာပါအဲ့တော့ဒီထားမယ့်နေရာလေးကိုလည်းကျွန်တော်တစ်ခါလေးပြောပြမယ်အပြောဘယ်မော်ရီထိလဲလို့ရမလဲပေါ့နော်ဒီကကနန်းရှက်ကနေပြီးတော့ကျွန်တော်တို့ဘယ်ထိတော့မလဲ11 Pro Max 12 Pro Max လောက်ထိကိုယ့်အနေနဲ့လဲလို့ရမယ်ပေါ့နော်ကိုယ့်အနေနဲ့ AC လဲလို့ရမယ်ပေါ့နော်ဒီပစ္စည်းတွေတချို့ကြတော့လည်းဟော်ကန်တွေပါသုံးတယ်ပေါ့နော်ကျွန်တော်ကတော့ဟော်ကန်တွေပါမသုံးဘူးโอเคအဲ့ဒါဆိုစလိုက်ကြမယ်ဘက်ထရီကဒီကောင်လေးရဲ့ဘက်ထရီကတော့ကျွန်တော်ဒီတစ်ချမ်းမှာရှိရပေါ့နော်ဒီမာသာဘုတ်ဆိုဒီကောင်ရဲ့ကင်မရာဒီဘက်တစ်ချမ်းမှာရှိမယ်အဲ့တော့ဘက်ထရီကဒီနေရာမှာရှိမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးကိုကျွန်တော်တတိထားပြီးတော့ဒါဖောက်ရမယ်ပေါ့နော်ခွဲရမယ်โอเคအဲ့ဒါဆိုစလိုက်ရအောင်โอเคခွဲပါပြီနော်โอเคခွဲသွားပြီလားโอเคအဲ့ကျွန်တော်ဒီနေရာလေးပြီးသွားပြီခွဲပြီးသွားပြီဆိုတော့အနေထားမှာဒီဖလမ်မီရှိမယ်ပြီးကင်မရာရှိမယ်ပေါ့နော်အဲ့နေရာလေးကိုအဓိကသတိထားရမယ်ပေါ့နော်အဓိကသတိထားမယ့်နေရာလေးတွေပါဒီနေရာပဲရှိမယ်ပေါ့နော်တခြားနေရာတွေလည်းကျွန်တော်အားကြီးနဲ့တိုင်းဖိလို့မရဘူးဒီကောင်တွေကတိုင်းဖိလုံးမာတယ်ပေါ့နော်အထက်ကစပိန်ပါဆိုတော့သူလက်မဲ့ရောက်ရင်တိုင်းပေါက်သွားမှာဆိုလို့โอเคအဲ့တော့နောက်ဒီနေရာပေါ့နော်ဒီနေရာပေါက်မယ်โอเคမပေါက်သွားပြီအဲ့တော့ဒီလိုလေးပေါ့နော်ဒီလိုလေးဖြတ်သွားမယ်โอเคကျွန်တော်ရှုပ်ကြည့်မယ်โอเคဒီနေထားကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်သဘောတန်ပေါ့နော်သဘောတန်ဆိုကြီးသွားတိုက်တဲ့သဘောတန်ဒီကောင်လေးလည်းရှိရင်အကောင်လေးကျွန်တော်အကုန်လုံးရှင်းပြီးတော့တန်ရှင်းလေးလုပ်ဖို့နော်ဒီထိုးတာလေးသုံးမယ်ထိုးတာသုံးမယ်ဆိုတော့ကျွန်တော်ဘယ်လိုသုံးမလဲဆိုရင်ခွာလို့ရရပေါ့နော်ဖြည်းဖြည်းလေးပဲကျွန်တော်ဒါကြီးမားနေရဆိုရင်ထပ်ခွဲလို့ရတယ်ပေါ့နော်ဒါကြီးမားနေရဆိုရင်ထပ်ခွဲလို့ရတယ်โอเคဒီရှာကန်လေးကန်မယ်ပေါ့နော်နောက်ပိုင်းမော်ဒယ်အမြင့်နေမှာကြောကျွန်တော်ဒီဘက်ကလက်ဒီလိုမခွဲရပဲနဲ့လုံးဝကွဲနေနောက်ကနေပြီးတော့ကျွန်တော်တို့ဒီခွာပြီးတော့ပေါ့နော်အချက်လိုက်လဲလို့ရတယ်အကောင်လေးလည်းရှိရပေါ့နော်အကောင်လေးလည်းကျွန်တော်ပြပေးမယ်နောက်ကြတေချာလေးတော့ view ဆိုင်ရတယ်ဗျာဒီနေရာလေးဆိုတေချာလေး view ဆိုင်ရတယ်ဘာလို့လဲဆိုတော့ကောင်းဝိုင်ယာလက်ရှိရပေါ့နော်ဝိုင်ယာလက်ရှိရတဲ့အတွက်ကြောင့်မလို့ဒီနေရာလေးပြတ်သွားရင်ကျွန်တော်တို့ဝိုင်ယာလက်ချာချင်အားသွင်းတဲ့ချိန်ချင်းမရမျိုးရှိရတယ်ဒီထားရတယ်ပေါ့နော်ဒီနေရာလေးဆိုမားနေခေါင်းလေးဆိုမားတယ်မားတော့အဲ့ထပ်ခွဲရမယ်ပေါ့နော်ဒီနေရာလေးပေါ့โอเค
လွယ်တယ်ဗျဒီကျွန်တော်တို့စိတ်ဝင်စားရလို့ပို့ဆိုရင်လွယ်ကျွန်တော်ပစ္စည်းလည်းအများကြီးမကုန်ဘူးဒီကောင်းလေးဆိုရင်ဒါဆိုင်သွားပြီးတော့ပေါ့နော်ကျွန်တော်လဲမယ်ဆိုရင်တို့ဈေးကတော့ glass ဈေးကအဲ့လိုကြီးမရှိဘူးဗျအဓိကစားပဲလက်ကပဲ iPhone ဆိုတော့အဲ့လို model အမြင့်နေပါကြတော့ဈေးကတော့တည်မလားတသိန်းခွဲဝန်းကျင်လောက်ဒီဒါ model မြင့်နေဆိုပေါက်တယ်ဗျအနည်းဆုံး11တို့12တို့ဆိုရင်တော့မှပဲတသိန်းဝန်းကျင်ကြီးရှိကြတယ်ဗျအရှိုးဆိုင်နေဆိုရင် okay ဒါတော့ဒီညလေးရောက်ပြီဆိုရင်ဒီကင်မရာเนาะဒီတစ်ဝက်ရောက်ပြီဆိုရင်သတိထားရမယ်သတိထားရမယ်เนาะဈေးမရှိဘူးဗျဟိုကျွန်တော်တို့အဓိကစားဘက်အကြောင်းကျွတ်ကျွတ်ပြင်နားလည်နေဖို့လိုတာအခြေခံပေါ့နော်အခြေခံကိုဖြည်းဖြည်းနဲ့တည်ထားဖို့လိုတယ်ဈေးကြီးပေးပြီးတက်ရတဲ့တင်တန်းမှာကျွန်တော်တက်တာမဟုတ်ဘူးပေါ့နော်ဒီ YouTube ကနေပြီးတော့တက်သွားတဲ့ဖုန်းစားဘက်ဆရာကြီးလည်းအများကြီးရှိရဗျမျိုးမျိုးပေါ့နော်ဖုန်းစားဘက်လောကတင်မို့ရကျန်တဲ့ဟာကြီးရောအများကြီးရှိရအဲ့တော့ပညာဆိုတာယူတန်းရတော့ညာတိုင်းမှာရှိရဗျโอเคဒီညာရောက်သွားပြီဒီညာမှာကျွန်တော်မခွဲရသေးဘူးเนาะမဖလန်မီရှိမယ်ကင်မရာရှိမယ်ပေါ့နော်โอเคအဲ့ဒါလို့ကျွန်တော်တို့ထပ်ခွဲပါမယ်ထပ်ခွဲမယ်တော့ဘယ်နေရာခွဲမလဲဆိုဒီဖလန်မီပေါ့တော့တက်တယ်မခွဲဘူးပြကျွန်တော်ဒီနေရာကိုတစ်ချက်ခွဲမယ်ဒီနေရာကိုတစ်ချက်ခွဲမယ်ပေါ့နော်ခွဲသွားပြီโอเคအဲ့ကျွန်တော်ခွာကြည့်မယ်ပေါ့နော်ဒီကောင်တားကြီးကတ်နေရမျိုးဆိုရင်တော့ဗျာဟော်ကန်ကအပူပေးရတယ်ဗျာဟော်ကန်နေနဲ့ကျွန်တော်တို့အပူပေးတဲ့ဟာတွေနဲ့ပေးရတယ်ပေါ့နော်ဒီမှာ flammy ရှိရယ်ဒါဒီကျိုးတွေဆိုတာကင်မရာကျိုးပေါ့ဗျာဒီမှာစပီကာရှိမယ်ပေါ့ okay ဖြည်းဖြည်းပဲကျွန်တော်လောစရာမလိုကျွန်တော်တော့ဖုံးပြင်ကျွန်တော်လောဘယ်တော့မှမပြင်ဘူးအေးဆေးဆေးနဲ့အချိန်ယူပြီးတော့ပဲပြင်တယ်ဘာလို့လဲဆိုတော့ဒီမှာစိတ်ပြီးသူများတဲ့အချိန်လိုပါဆိုရင်ဟိုအေးစစ်စစ်ရလက်လုပ်ပြီးတော့လေပြင်တာကောင်းတယ်ပစ္စည်းရတဲ့အဆုံးနေမှာဗျโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါခွဲပြီးတဲ့အနေထားလေးပေါ့ခွဲပြီးတဲ့အနေထားမှာကျွန်တော်တို့ဒါဒီမှာရှိပေါ့နော်ဒီကောင်ကနောက်โอเคစပီကာဒီဘက်ချမ်းစပီကာပေါ့နော်ဒီဘက်က vibrate တွေပါမယ်မာလာဘုတ်ကဒီမှာဗျဒီကင်မရာဘက်မှာမာလာဘုတ်ရှိမယ်နောက်ပြီးတော့ဒါ wire လက်ပေါ့နော်wire ကျွန်တော်တို့ဒီပေါ်ဘိုင်းမှာဒါ ES speaker တွေရှိမယ်ဒါဒီကကင်မရာကြိုးတွေရှိမယ်ပေါ့နော်ဒီကောင်တွေကိုကျွန်တော်တို့ဒီလိုအားနဲ့တားရီထိုးမိမယ်ဆိုရင်ပေါ့နော်ဒီကောင်တွေတားရီထိုးမိမယ်ဆိုရင်ဒါပြတ်သွားမယ်ပေါ့ပြတ်သွားရင်ကင်မရာမရတော့ဘာဖြစ်တတ်တယ်ပေါ့ဒါ model အနည်းကနေပြီးတော့ဒါအများကြီးဟိုပြရမှာဗျကျွန်တော်ဒီနောက်ထပ်ဒီ model မြင်လာတဲ့ pro massive တွေကြအများကြီးဆက်ရ flammy လေးရောရလေနော်ကျွန်တော်အားနဲ့ထိုးရတဲ့ချင်းညာတည်ရမှာကွယ်ပြတ်သွားကျွန်တော်ရှေ့ရမှန်ကနေပြီးပြန်ဖြုတ်ပြီးကျွန်တော်ဟို10မိနစ်နဲ့ပြရမယ်5မိနစ်နဲ့ပြရမယ်ဟာကိုကျွန်တော်တို့တနားရီဒါမှမဟုတ်1ရက်2ရက်ပုံမှန်အဲ့လိုတော့ကြာနိုင်နေဗျအများကြီးတည်ထားရတယ်ပေါ့နော်โอเคဒီနေထားရေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုတော့ဒီကောင်လေးတန်ရှင်းလောက်မှာသဘောတန်လေးရှိရင်သဘောတန်လေးနဲ့ကျွန်တော်တို့မကောင်းတာလေးနဲ့ပေါ့နော်ဒီချာလေးတုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်စင်ဒီနေဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဘက်ကလက်အသက်ပြန်တက်မှာဒီကောင်လေးဘက်ကလက်အသက်ပြန်တက်မှာဆိုတော့ဒါတန်ရှင်းဖြစ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာကော်ကျန်တဲ့ကော်တွေသူကော်တွေရှိရပေါ့နော်ဒီကော်တွေကတီးတီးချာချာတန်ရှင်းမလို့ပဲနဲ့ဘက်ကလက်ပြန်တက်ကျွန်တော်ဟာနေရမျိုးတွေနောက်ပြီးတော့မညီတာမျိုးတွေဖြစ်တတ်တယ်ဗျတော့ဒါလေးတော့သိထားဖို့လိုတယ်အဓိကဘာလို့ဒီကလက်ရသေးသေးသက်နဲ့ကျွန်တော်ပြင်တတ်မယ်ပြင်ကျင်တယ်ဆိုတော့လူတွေတော့ဒါတွေကအခြေခံကြရနေပြီဗျဒါကိုဒီနေ့ကျွန်တော်ကိုတေချာရှင်းကြမယ်ပေါ့နော်ကိုတေချာရှင်းမယ်ကိုရှင်းပုံရှင်းနေလည်းရှိရဗျစားဘက်လောကမှာဟိုဘယ်လိုပြောရမလဲသူကလည်းသူအခြေခံယူစရာတွေကတော့များတယ်ဗျပုံနေပြောပြကျွန်တော်တို့ကကြတော့စားဘက်လောကလည်းဝင်လာလူငယ်ဆိုပေမဲ့ကြာပြီဗျကြာပြီဆိုတာလဲအဲ့လိုဆယ်ခဏပေါ့နော်အဲ့လိုဝင်ကျင်တော့ရှိရတာမဟုတ်ဘူးဒါပေမဲ့5နှစ်ဆိုတဲ့အနေထားမှာရှိရဗျအဲ့တော့ဖြစ်လာမဲ့ပြဿနာတွေပေါ့နော်ကိုက
အဲ့ဒါကျိုးပြီးတော့တိထားဖို့လိုတယ်ဒီကဒီထောင်လေးတွေတရားရှင်းရမယ်ဒီကတတိတက်တက်နဲ့ကော်ရီပါတွေကကျွန်တော်ဒီလိုထောင်းကနေပတ်ပြီးတော့ဖုတ်ပြီးမှအလေကောင်လိုက်ရတာကိုလိုက်ရဆိုဘက်ကလက်အုပ်တဲ့အချိန်ကြာကျွန်တော်ဒီဘောအုပ်လိုက်တဲ့အချိန်ဆိုဒီထောင်းကကော်ရီနဲ့ဘက်ကလက်နဲ့ကျွန်တော်ဒီလိုဖိအုပ်ရတဲ့အတွက်ကြောင့်မလို့ဒီထောင်းတွေမှာကျွန်တော်တို့ကော်ရီကြံနေဆိုရင်အကောင်တွေကနေရာဖီတယ်မကြတော့ဘူးเนาะဒီကတော့တေချာလက်ရှင်းထားရပါလေနဲ့ကော်ရီရဲ့အပြင်ထွက်တယ်ဆိုရင်ကျွန်တော်တို့ကကောဒီလိုထောင်းတွေမှာတေချာဖုတ်ထားလို့ပေါ့เนาะအဲ့လိုမဖုတ်ရဘူးဒီလိုမျိုးနည်းနည်းခွာပြီးတော့ဗောနော်နည်းနည်းတော့ခွာပြီးတော့အဲ့လိုပို့ရဘာလို့လဲဆိုတော့ဒီလိုတောင်းနေမှာပို့မယ်ဆိုရင်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်ဘက်ကလည်းဖိလိုက်တဲ့အချိန်ကျကျွန်တော်ပြေးတာတေးပင်းနဲ့ပတ်ရတာဟုတ်ဒါမှမဟုတ်တစ်ခုခုနဲ့ဖိပေါ့နော်ဖိတဲ့အချိန်ကျသူကညှက်ပလိုက်လို့ဖြစ်သွားတယ်အဲ့ကော်တွေကကျွန်တော်တို့ကန်းထွက်လာတာပေါ့နော်အဲ့လိုမျိုးပြဿနာလေးဖြစ်တတ်တယ်လက်ရသေးတသက်နဲ့လှုပ်ချင်နေဆိုရင်တော့တေးသေးမွားမွားလေးရတာ view site ပေါ့ဗျာဒါပညာရေးတိုင်းကတော့တက်တဲ့နဲ့ပညာရေးပဲဗျာအဓိကโอเคကျွန်တော်ဒီတိုင်းလေးပေါ့နော်ဒီတိုင်းလေးပြီးဒီတိုင်းလေးရှင်းမယ်ရှင်းမယ်ကျွန်တော်ဗီဒီယိုကလည်းအရင်မရှိဘူးပြအဓိကအတန်ပေါ့နော်ကျွန်တော်ကလည်းဟို content creator ကြီးလည်းမဟုတ်တော့လေအတန်ကတော့သိခံပြီးတော့နားထောင်ပြီးပြဒီဗီဒီယိုဒီနေရာတိကြည့်နေဆိုရင်ပေါ့ဗျာ channel လေးကိုလည်း subscribe လေးပါလောက်ခဲ့ပေါ့ဘာလို့လဲဆိုဟုတ်တဲ့ဗီဒီယိုလေးရှင်းရင်လည်း comment မှာရေးခဲ့လို့ရတယ်ဘာလေးနားမလဲလေဘာလေးဟိုဖြစ်ရှင်လဲသိချင်လဲပေါ့ကျွန်တော်အဲ့ဒါဆိုကျွန်တော်ဒီ core တွေဆိုရင်ဒါ905တင်တာနဲ့ရှင်းလို့ရတယ်ဒီကောင်လေးဆိုရင်လေတင်တာလူလေးဒီပကလက်ကလည်းဈေးရှိလားလို့ဒါကျွန်တော်တို့ထင်စရာရှိရပေါ့ဒီကောင်လေးကဈေးမရှိဘူးဗျာဒီကနန်းရှစ်တို့နောက်ပကလက်တွေကဈေးမရှိဘူးကျွန်တော်တို့ပစ္စည်းဈေးတွေအဲ့လောက်ကြီးမရှိဘူးအဓိကဟိုလက်ခပေါ့နော် quality နဲ့လက်ခအဓိကပဲဗျာအဲ့လိုမျိုး quality နဲ့လက်ခအဓိကပဲဒါလေးသတိထားတယ်နော်ဒီနားလေးသတိထားတယ် okay ကျွန်တော်တို့ပစ္စည်းဈေးတွေကတားရင်မကြည့်ဘူးဒီကောင်ဆိုရင်ကျွန်တော်ဝယ်သေးဆိုရင်4000ပဲရှိမှာဘက်ကလက်ဆိုဒါပေမဲ့ customer ကိုတက်ပေးမဲ့ချိန်ကျရင်ဒီကောင်လေးဆိုရင်1000ခွဲ2000ခွဲလောက်ယူတဲ့ဆိုင်တွေလဲမြင်ဘူးတယ်ပေါ့နော်ကြုံလဲကြုံဘူးအဲ့လိုဆိုင်တွေလဲဟုတ်တစ်ချက်စမ်းကြည့်မယ်ပေါ့နော်လဲပြီးတော့အနေထားပါပဲအရင်ဆုံးကင်မရာစမ်းကြည့်မယ်ကင်မရာရတယ်ပေါ့နော်ကင်မရာရတယ် okay ဒီအဲ့ဆိုကျွန်တော်တို့ Flammy ရတယ်နော်okay အောင်စင်ပြေokay အဲ့ဆိုရင်ကျွန်တော်တို့နောက်တဲ့ဗီဒီယိုမှာဒီကောင်းရဲ့ backlight ကိုကျွန်တော်ပြန်တက်ထားလေးဗီဒီယိုပြန်လုပ်ပေးမယ်ပေါ့နော်အဲ့ဒါလေးကလည်းမကြောက်ဒါကျွန်တော်အားတဲ့အချိန်မှာအေးအေးဗီဒီယိုကြည့်လို့ရတယ်okay အားလုံးကျေးဇူးတင်ပါတယ်